မင်္ဂလာပါ Any Computer Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီမှာတော့ကျွန်တော်တို့ if function လေးကိုသွားလိုက်ရအောင်နော်။ if function လေးပြောမယ်ဆိုတော့ကျွန်တော်တို့အရင်တော့ p1 မှာကျွန်တော်10လို့ရေးလိုက်ပြီနော်။အဲ့တော့ကျွန်တော်တို့ p1 မှာ if နော် if ကိုရေးကြည့်မယ်။ if မှာ if ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးသူက logic test ပြီးကြရင်ကျွန်တော်တို့ value is true နဲ့ value is false အဲ့တော့ကျွန်တော်တို့ logic test ဆိုတော့ကျတော့အခု10 A1 ဒီကျွန်တော်တို့ရှင်တော့10ဖြစ်လား equal 10ဖြစ်လား10နဲ့ညီလားပေါ့နော်ညီတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က yes ဆိုပြီးတော့ပြောလိုက်မယ်တကယ်လို့မညီဘူးဆိုရင် no ဆိုပြီးတော့ပြောလိုက်မယ်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နေကြည့်လိုက်အခုဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ A1 ဒီ10ဖြစ်လားဖြစ်တယ်10ဖြစ်နေလို့သူ yes ဆိုပြီးတော့ပြောတယ်အခုကျွန်တော်15ဆိုပြီးရေးလိုက်မယ်ဒါဆိုရင်သူက no ကျွန်တော်တို့နောက်ဗီဒီယိုမှာ if နဲ့ and နဲ့တွဲကြရအောင်เนาะကျေးဇူးတင်ပါတယ်